မန္တလေးမြစ်ကြီးနားကားလမ်းကြီးတွေဈေးကြီးလှပြီထင်နေတာမူဆယ်မန္တလေးလမ်းဖြစ်တဲ့ရှမ်းမြောက်လမ်းတွေကကားသေးသိန်း200ကားကြီးသိန်း800ပေးရတယ်လို့ဆိုလာပါတယ်တရုတ်ကုန်စည်တွေကိုအဓိကတင်သွင်းရလမ်းကြောင်းဖြစ်တဲ့ရှမ်းမြောက်လမ်းမှာဂိတ်ကြီးတွေပေးရတဲ့နှုန်းဟာလာရှိုးပြင်ဦးလွင်ကိုကားကြီးတစ်စီးသိန်း800ကနေသိန်း1000ကြားပေးကြရပါတယ်စစ်အုပ်စုပြန်လည်သိမ်းပိုက်ထားတဲ့လာရှိုးမြို့ကနေပြင်ဦးလွင်အထိကိုပြည်တော်စုလမ်းမကြီးဒဲပေါက်တွာလာလို့ရပြီဖြစ်ပေမဲ့တီဘောဒရာပိတ်ထားဆဲမို့ကုန်ခဲ့ပြီးဖြတ်တန်းကြရပါတယ်။တရုတ်ကုန်စီတဲဆောင်လာတဲ့ကုန်တင်ရင်တွဲကားတစ်စီးအနေနဲ့စစ်စေးရေးဂိတ်တွေကိုကြက်သိန်းရာချီလမ်းကြီးပေးဆောင်ပြီးတော့မှသာမန္တလေးမြို့ကိုရောက်ရှိလာတာဖြစ်ပါတယ်။ပြင်ဦးလွင်အနီးကဝက်ဝင်စစ်စေးဂိတ်မှာဆိုစားရဖနှဦးကကားတွေကိုလာရောက်လွှတ်ပေးနေတာရှိပြီးပြင်ဦးလွင်နယ်ကအရာရှိကြီးတွေနဲ့ပူးပေါင်းလှုပ်ဆောင်နေတာလို့သိရှိထားသူတို့ကဆိုထားပါတယ်။ဝက်ဝင်စစ်စေးဂိတ်ကိုဖျက်တမ်းခွင့်ရဖို့ပါလာတဲ့ကုန်စည်အမျိုးအစားလိုက်ကျပ်သိန်း400ကနေကျပ်သိန်း600အထိပေးဆောင်ရတယ်လို့ဆိုတာမို့မြန်မာမှာဈေးအကြီးဆုံးဂိတ်ဖြစ်လာပါတယ်။မူဆယ်ကနေမန္တလေးအထိတရုတ်ကုန်စီတင်ဆောင်လာရင်စစ်စေးရေးဂိတ်တွေကိုပေးရတဲ့နှုန်းဟာ High Ace ကားတောင်ကျပ်သိန်း200အထိရှိတယ်လို့ဖြတ်တန်းကြဖူးတဲ့ကားသမားတွေကဆိုထားပါတယ်။